တို့အားလုံးမောင်ရင်းကားဆိုင်ရှိရောက်လာတဲ့အချိန်မှာအမောင်နှင်းမှာတကူကလှုပ်စီဖြစ်နေရကိုတတိထားမိလိုက်တယ်ဟာဟုတ်မှာအဲ့ဒါပဲဖြစ်ရမှာအရှိကြီးလှုပ်နေပြီမိဝိုင်းကသူကင်လာတဲ့တပြက်စီကိုအသင့်ပြင်ပြီးတုံရင်းနေဟာတကယ်ကြီးပဲဟိုမှာကြည့်အောင်ခေါင်းကြီးကလည်းရှစ်ထွက်နေလို့ပဲဖိုးတူရဲ့ဖိုးတူကမျက်မှောင်ကျုပ်ပြီးတေချာကြည့်နေရကနေုံငါတမင်းနဲ့ထိုးကြည့်မယ်ငါပဲမင်းဟိုဘက်ကိုမိဝိုင်းထိုးကြည့်ဖိုးတူတို့ပဲចောင်းတက်ဖို့အချိန်ရောက်ရှိလို့လာပါပြီဖိုးတူတို့ဝဲလာပြီနော်ဒါကတော့ဆရာကြီးဖိုးတူပါဟေးဒါကတော့တာယုငပိန်ပါဒါကတော့အစားတလိုက်တုပ်ပေါ်ပါဒါကတော့ဈေးအောင်တော်တယ်မိဝိုင်းမာလေးပါဖိုးတူတို့နဲ့အတူပျော်ရွှင်ရင်မောင်းနဲ့စာရေးတင်ယူတဲ့ခီးလေးကိုစတင်လိုက်ကြပါစို့ MSC ရထုတ်လုပ်ထားတဲ့ဖိုတိုတို့ခွဲပါဝင်တဲ့ကျောင်းသားဗလာစာအုပ်တွေကိုမှာယူလိုပါကဖုန်းပိုက်ပါ39ခွန်138နှစ်ရှက်နဲ့39 411လေးခွန်38ကိုစက်သွယ်မှာယူအားပေးနိုင်ပါပြီရှင်အောင်မရွာရဲ့မနက်ကင်းကပုံမှန်အတိုင်းအေးချမ်းနေပြီမေမိချမ်းတယောက်ကတော့မအေးချမ်းနိုင်ပါဘူးမိချမ်းလေးဘေဘီကိုအကဲခတ်ရင်းနဲ့ပဲလော်တို့အိမ်ဘက်ကိုခတ်တုတ်ရှောင်းလာတယ်ပဲလော်ကတော့အိမ်ရှိမှတပြက်စီးလေးနဲ့ရှိနေခဲ့တာပါဟဲ့မိချမ်းစောစီးပဲလေမိချမ်းလေးပဲလော်မေကိုမဖြေသေးပဲနဲ့အနားကိုတင်တိုးကပ်လာတယ်ဟဲ့ပဲလော်နင်ဘာမှမသိသေးဘူးမလားငါမနေ့ညကလေရွာတိတ်ကမောင်ငါးဆိုင်ရှိကဖြတ်လာတာအရန်ကိုထူးဆန်းတဲ့ရှားတခုတွေ့လိုက်တယ်ဟာဘာတွေ့လို့လဲနင်ကလည်းမျက်လုံးရပြူးလို့ပါလားမောင်ငါးဆိုင်ရှိမှာဘာရှိနေလို့လဲဟာမိချမ်းကရင်မက်ကိုလက်နဲ့ပြီးတိုးတိုးလေးပြောလိုက်တယ်ငါလည်းတေချာတော့မကြည့်ရဘူးပေါ့ဒါမဲ့လေအမောင်ထဲမှာတခုခုပဲတော်တော်ထူးဆန်းတာငါတခါမှမမြင်ဘူးတဲ့အရာမျိုးပဲအဲ့ဒါကြီးကလေမောင်ရင်းငါးဆိုင်ရှိမှငြိမ်ပြီးတော့တကုတ်ကိုစောင့်နေတယ်လို့ပဲဟာငါပြေကြောက်လို့အိမ်ကိုတန်းပြေးလာခဲ့တာပဲလော်လေမျက်မှောင်ကျုပ်ပြီးတော့စဉ်းစားနေခဲ့တယ်ထူးဆန်းတဲ့အရာဟုတ်လားလူလားအကောင်လားနင်ကလေတေးချာပြောပါအောင်ငါလည်းအဲ့ဒါကြောင့်နင့်ကိုလာပြောတာပေါ့တမျိုးကြီးပဲနင်ဘသူ့ကိုမှတော့ရှောက်မပြောနဲ့အောင်နော်ငါတို့ရွာထဲမှာတခုခုတော့ဖြစ်တော်မယ်ထင်နေဟာမိချမ်းကတော့လှုပ်ဝက်ချက်ကြီးတခုကိုပဲလော်လက်ထဲအပ်ခဲ့ပြီးပြန်သွားခဲ့တယ်။ပဲလော်ရဲ့စိတ်ထဲမှာတော့အဲ့ဒီထူးဆန်းတဲ့အရာဘာဖြစ်မလဲဆိုတာကိုစိုးရိမ်စိတ်နဲ့အမျိုးမျိုးပုံပေါ်နေရောတယ်။မိချမ်းစီကတရင်ဦးကိုရလိုက်တဲ့ပဲလော်လေးစိတ်ထဲမှာတထိတ်ထိတ်နဲ့မငြိမ်မသက်ဖြစ်နေရကနောက်ဆုံးတော့အိမ်နောက်မှာဟင်းသင်းရွက်ခူးနေတဲ့စောင်းစီကိုအပြေးလွှမ်းရောက်လာတယ်။စောင်းနင့်ကိုပြောပြရအောင်မေမိချမ်းပြောတာတော့မင်းညကလေရွာတိတ်ကမောင်းငါးဆိုင်ရှိမှလေလူမမြင်ရတဲ့အရာတခုရှိနေရဲ့တဲ့စောင်းလေအသေးရွက်တွေခူးနေရကမျက်လုံးပြူးသွားတယ်ဟမ်လူမမြင်ရတဲ့အရာဟုတ်လားပဲလို့နင်ကလေအစမရှိအဆုံးမရှိနဲ့အဲ့ဒါကြီးကဘယ်လိုမျိုးလဲဟဲ့အဲ့ဒါအရာလေအကောင်ထဲတော့မပြဘူးတဲ့ဒါပေမဲ့အဲ့နာဖြတ်သွားရင်လူတယောက်ရှိနေတယ်လို့တခုခုကလိုက်ကြည့်နေတယ်လို့နဲ့လူမမြင်ရတဲ့အရာကြီးကဟိုရှိဒီရှိလုံနေရတယ်မိချမ်းမြေကြောက်လွန်လို့ဖျားတော်ဖျားချင်နေပြီပြောတယ်ဟာစောင်းကရမက်ကိုလက်နဲ့ဖိလိုက်တယ်အလိုလေးအဲ့ဒါဆိုနာနာဘာဝကြီးလားမသိဘူးနော်လူမမြင်ရတဲ့တခုဆိုတော့ပိုးကြောက်ဖို့ကောင်းတာပေါ့အဲ့ဒါကြီးကငါတို့အိမ်မက်များရောက်လာမလားပဲလို့ရေအေးလေအဲ့ဒါကြောင့်ငါကနေကိုလာသတိပေးတာတေချာတော့မသိရသေးဘူးဒါပေမဲ့လူမမြင်ရတဲ့အစိမ့်သေးများလားမသိဘူးနင်းလည်းဘသူမှရှောက်မပြောနဲ့ဘူးနော်ပဲလော်ဟာမိချမ်းရဲ့ထူးဆန်းတဲ့အရာကိုလူမမြင်တဲ့အရာလို့စကားလုံးပြောင်းလိုက်တဲ့အခါမှာတရင်ရပုံပြီးလှုပ်ဝက်ဆန်းပြသွားတယ်
စာအုပ်ခမလေးဟင်းရွက်ခိုးဖို့တော့မေ့သွားပြီးတော့အဲ့ဒီယာယီကျောင်းကိုပဲတွင်ကြောက်စပြုတ်လာခဲ့တယ်။စာအုပ်ကတော့ပဲလော်စီကလူမမြင်ရတဲ့အရာဆိုတဲ့သတင်းကိုကြားပြီးတော့တကုံလုံးတုံနေခဲ့တာပါ။ခုလေရေခတ်ဖို့ရေကန်ဘေးကိုရောက်တော့ရေခတ်နေရဲ့ဖွေးညိုကိုတွေးလိုက်တာနဲ့သတင်းကနောက်တစ်ဆင့်ကိုတက်သွားတော့တယ်။ဖွေးညိုနင်ဘာမှမသိသေးဘူးမလား။မင်းညမောငါဆိုင်ရှိမှလေလူမမြင်ရအောင်နေမဟုတ်ဘူးဟာညဘက်ကြီးလှုပ်ရှားနေတဲ့အချိန်မဲကြီးတစ်ခုတွေးလိုက်ရတယ်တဲ့။ဖွေးညိုကရေခတ်နေရမျက်လုံးပြူသွားတယ်။ဟင်အချိန်မဲကြီးဟုတ်လားဘယ်တော့ကြီးလို့လဲစာအုပ်ရဲ့စာအုပ်လေလက်ကိုစွမ်းငုံကားပြပြီးပုံကြီးချိတ်ပြတယ်။အိုးပြောမနေနဲ့တော့လမ်းမကြီးတစ်ခုလုံးစားလောက်ရှိတာတဲ့ပဲလို့ပြောတာတော့လေအဲ့ဒီအချိန်မဲကြီးကမဝင်းကားဆိုင်ရှိမှခောက်တော့ခောက်မြန်ရှောက်နေရတဲ့လူတယောက်ကိုတော့ဝမ်းမျိုးပြစ်လို့ရတဲ့အချိန်ကြီးပဲတဲ့ဖွေးညုံကစက်သိန်းတစ်ပြင်းပြင်းထသွားတယ်အချိန်မဲကြီးဆိုတော့အဲ့ဒါလူမဟုတ်တော့ဘူးပေါ့အဲ့ဒါကြီးကငါတို့ရွာကိုတခုဒုက္ခပေးမလားမသိဘူးငါပြေးကြားရတာနဲ့ရှင်တုံလိုက်တာဟဲ့အေးလေအဲ့ဒါကြောင့်နင့်ကိုတတိပေးတာညဘက်ဆိုပြေးမထွက်နဲ့နော်အဲ့ဒီအချိန်မဲကြီးကလေဘယ်အချိန်ငါတို့စီကိုရောက်လာမလဲမသိဘူးနင်လည်းဘယ်သူမှရှောက်မပြောနဲ့ဘူးနော်အေးပါဟဲ့မပြောပါဘူးစာအုပ်ရဲ့ပြောစကားကြောင့်လူမမြင်ရတဲ့အရာကအခုတော့လှုပ်ရှားနေတဲ့အချိန်လေးကြီးဖြစ်အသွင်ပြောင်းသွားပါပြီ။ဖွေးညိုခမမှာတော့ရေဦးကိုမနိုင်မနေနဲ့တရင်ပြတ်မှုအတွက်ရွာလေးကိုခတ်ထွက်ထွက်သွားတော့တယ်။ဖွေးညိုကတော့အချိန်မဲကြီးတရင်ကိုရင်ထဲမှာမျိုးသိမ့်မထားနိုင်တော့ပါဘူး။ရွာလေလမ်းဆောင်မှာစုဝေးနေတဲ့ရွာသားတွေကိုမြင်တာနေ။ငါဒီအကြောင်းအရာကိုလှုပ်ဝက်ထားတာလုံးဝမဖြစ်သင့်ဘူး။ဒါကရွာသားတွေသိတင်တာပဲ။အဲ့လိုပြောပြီးဖွေးညိုလေစုဝေးနေတဲ့ရွာသားတွေနာကိုသွားလိုက်တယ်။ဟိုအကြီးတို့အိမ်ထဲကအိမ်မြင်တိတ်မထွက်ကြနေရောနော်။မင်းညလေမုံရင်းကားဆိုင်ရှိမှတရေကြီးတကောင်ရောက်နေပြီပြောတယ်တော့တကယ်ကိုကြောက်စရာကောင်းနေတရေကြီးတဲ့အတော်ကြီးတယောက်ကလမ်းပြန်သွားတယ်။ဟင်ဟုတ်လားတရေကြီးကဘလို့မျိုးကြီးလေတော့ဖွေးညုံကမျက်လုံးကိုတက်နိုင်ဆုံးပြိုးကြည့်ပြီးဇက်နာကိုပြောပြန်နေဟိုစာအုပ်ပြောတာတော့အဲ့ဒီတရေကြီးကလေကိုလုံးကြီးကမဲမောင်နေပြီးခေါင်းကမိုးပေါ်တီမြင့်နေတဲ့ဟိုမျက်လုံးကြီးတွေကလည်းမိတော့နေရပဲတဲ့မုံရင်းကားဆိုင်ရှိမှတရွာလုံးကိုဝါးစားမလို့စောင့်နေရဆိုပဲအဲ့ဒီစကားကြောင့်အတော်ကြီးတယောက်ကတွန်းတွန်းရင်ဖြစ်သွားတယ်အမလေးလေအဲ့ဒါဆိုကျုပ်တို့ရတော့ဒုက္ခရောက်ပြီပေါ့အဲ့ဒီတရေကြီးကအခုရောဘယ်ရောက်နေပြီလဲအဲ့ဒါတော့သမီးလည်းတေချာမသိဘူးတော့အခုဆိုရွာထဲတောင်ဝင်လာနေပြီလားပဲအချိန်မဲကြီးကနေတရေစိတ်ဖြစ်သွားတာဆိုတော့တော်တော်ဆွမ်းအားကြီးမဲ့ပုံပဲအားလုံးသတိထားကြအောင်နော်ဖွေးညိုရဲ့စကားကြောင့်အချိန်မဲကြီးဟာအခုတော့ကိုလုံးမဲခေါမိုးတယောက်မြင်တဲ့တရေကြီးရဲ့ဖြစ်အပိသက်သွင်ပြောင်းသွားပါပြီရွာသားတွေကတယောက်မျက်နှာတယောက်ကြည့်ပြီးထိတ်လန့်တကြားနဲ့ကိုယ့်အိမ်ကိုပြန်ပြေးဖို့ပြင်ကြတယ်ဖွေးညိုစီကစတင်လိုက်တဲ့တရေကြီးတဲ့ရင်အောင်မန်းရွာလေးရဲ့အိမ်တိုင်းစီကိုနိုင်ပိုင်းတွင်းမှာပဲရောက်သွားတယ်။တရင်ကတော့ပြောသူတိုင်းရဲ့လက်ချက်နဲ့ပုံမကြောက်စရာကောင်းတဲ့ပုံမြင်ကြီးတစ်ပုဒ်ဖြစ်လာခဲ့တာပါ။ဟေးကြားပြီလား။မောင်ရင်ငါးဆိုင်ရှိကတရင်ရရွာထဲကိုဝင်လာနေပြီတဲ့။တွေ့သမျှလူကိုဖမ်းစားနေရတယ်ဟဲ့။အတော်ကြီးတယောက်ကသူ့ကလေးတွေကိုအိမ်ထဲမြင်ဆွဲသွင်းလိုက်တယ်။အေးဟိုကျုပ်ကြားတာတော့အဲ့ဒီတရင်ရခြေတန်းအောင်မကြောက်ဘူးတဲ့။ရွာဦးကျောင်းသားတယောက်ရောက်နေပြီလို့ပြောကြတာပဲ။လူတိုင်းယုံကြည်နေကြတာတော့လေအဲ့ဒါအောင်မရွာကိုဒုက္ခပေးဖို့ရောက်လာတဲ့ရွာဖြစ်မဲ့တရေကြီးပဲတဲ့တော့အလိုလေးလေဒါဆိုကျုပ်တို့ရဘယ်နဲ့လောက်ကြမှာတော့ကျုပ်တို့အိမ်ထဲနေရအလုံးစုံဆုံးပဲမိခိုင်ရဲ့တရင်ကတော့တရွာလုံးပြန့်သွားပါပြီတရေကြီးဆိုတဲ့စကားလုံးကလူတိုင်းရဲ့ရှင်ထဲမှာအမှန်တရားတစ်ခုလိုဆွေးမြေ့သွားတယ်တယောက်ကတစ်မျိုးနောက်တယောက်ကတစ်ဖုံပေါင်းတက်လိုက်ကြတဲ့အခါမှာအောင်မန်းရွာလေးကကြောင်ရွံ့ချင်းတိမ်တိုက်တဲ့အောင်မှာလုံးလုံးလျားလျားကြားရောက်သွားခဲ့တယ်။လမ်းပြက်လျှောက်နေတဲ့မိချမ်းလေးအတော်ကြီးတွေပြောတဲ့အောင်ကြားပြီးတော့ထိတ်လန့်သွားခဲ့တယ်။အိုးငါအစတွေ့ခဲ့တာထူးဆန်းတဲ့အရာလေးတွေမှာခုတော့ရွာထဲကိုတရေကြီးဝင်လာပြီဆိုတော့ငါလေးကြောက်လာပြီဘယ်လိုလုပ်ကြမလဲ။တရင်ကတော့ထိမ့်မနိုင်သိမ်းမရဖြစ်သွားခဲ့ပါပြီ။အောင်မရွာသူရွာသားတွေကလည်းကြောင်းလန့်တကြားနဲ့အိမ်တကားတွေကိုတင်းတင်းကြပ်ကြပ်ပိတ်ယုံနေမကပဲအိမ်ပြေကိုခြေတလန်းတော်မှမထွက်ရဲကြတော့ပါဘူး။ရွာလေးကတော့နှင်းကင်းကြောင်တော်ကြီးကိုတုတ်တန်တစားပြင်လုံးတိတ်ဆိတ်သွားခဲ့တော့တယ်။
ရွာသားတယောက်ကသူ့အိမ်တကားကိုတစ်သားချောင်းနေနဲ့ရိုက်ပိတ်ရင်တရေရရွာလေတိရောက်နေပြီဆိုလားဒီတကားတွေကလေတရေတန်ခံနိုင်မှမလားမသိဘူးနောက်အိမ်ကရွာသားတယောက်ကအထုပ်ပိုးတွေကိုပြင်ဆင်နေမိမကြီးကျုပ်တို့ဒီမှာနေလို့မဖြစ်တော့ဘူးပစ္စည်းတွေအကုန်သာထုတ်ထားလိုက်တော့တရေရအိမ်ထဲတွေဝင်လာရင်တို့တွေတောတွေကိုထွက်ပြေးကြမယ်တချို့ရွာသားတွေကအိမ်ရှိမှာစူးကတ်တွေချတချို့ကလည်းတရေတွေမဝင်နိုင်အောင်အတားဆီးရင်လောက်ကြတယ်ဖိုးတူတို့အဖွဲ့သားတွေမြို့ကနေရွာကိုပြန်ရောက်လာတဲ့အခါမှာတော့အရန်ကိုအံ့ဩသွားခဲ့ကြတာပါပုံမှန်ဆိုစီကားနေကြအောင်မန်းရွာလေးဟာအခုတော့အိမ်တိုင်းတကားပိတ်လမ်းပေါ်မှာလေခွေးအောင်လန်းအောင်မကြားရပဲခြောက်ကပ်နေခဲ့တယ်ဖိုးတူကပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တယ်ဟေးဒါကဘလို့ဖြစ်တာလဲရွာထဲမှာလူတယောက်မှလည်းမရှိပါလားရွာလုံးကျို့အိပ်ပျော်နေကြရလားဒါမှမဟုတ်တခုဖြစ်လို့လားအင်းနော်အိမ်ကြီးကလေတကားတွေလုံးပိတ်ထားကြတယ်ဘလို့ဖြစ်တာများလဲအဲ့ဒီရဲ့ချင်းစာအုပ်ကတပတ်လန်းအနေအထောက်လေးမှရင်ခတ်သက်လမ်းလျှောက်နေရကဖိုးတူတို့အဖွေးနဲ့တိုးတော်တာပါဟဲ့စာအုပ်ဘဲလေစာအုပ်လေမိဝိုင်းတို့မြင်တော့အဖော်ရတယ်လို့အာကိုတကြီးရုပ်ဖြစ်သွားခဲ့တယ်ဟေးနေပြန်လာနဲ့အတော်ပဲငါတို့ကခုပြောင်းဆန်နေပြီဟာဘယ်လိုပြောင်းဆန်တာလဲစာအုပ်ရဲ့ငါတို့နားလဲအောင်ပြောစမ်းမအောင်ဒါနဲ့စာအုပ်လေဘေးဘီကိုဝှေ့ကြည့်လိုက်ပြီးတိုးတိုးလေးပြောလိုက်တယ်ငါတို့ရွာမှာမကောင်းဆိုးဝါးလို့တရေလို့ရောက်နေပြီလေဟာဒါမို့တရားလုံးကြောင်းလန့်ပြီးအိမ်ထဲကအိမ်မြေမထွက်ရဲတဲ့သူနဲ့တခြားရွာကိုထွက်ပြေးကြတဲ့သူတွေနေဆိုတော့တို့ရွာအခုလို၆ကတ်သွားတာပဲတရေရောက်နေလို့ဘယ်သူပြောရလဲတရေရောဘယ်မှာရောက်နေရလဲမိချမ်းကရွာထဲကမော်ဝင်ကားဆိုင်ရှိမှမြင်ခဲ့တာလို့ပြောတာပဲတခြားလူတွေလည်းမြင်ကြသေးရဲ့အချင်းနဲ့ငါတို့တေချာမသိဘူးမိချမ်းပြောတာအောင်နင်တို့ကယုံနေကြတာလားအဲ့ဒါကြောင့်ရွာသားတွေကကြောက်ပြီးတော့ပုံနေကြတာပေါ့လေဖိုးတူကစဉ်းစားဟန်နေမဖြစ်နိုင်လားတရင်ကတဆင့်စကားတဆင့်နားနဲ့ကြီးသွားတာဖြစ်ရမှာလာငါတို့မော်ဝင်ကားဆိုင်မဲ့သွားကြည့်အောင်တကယ်ဟုတ်မဟုတ်ဆိုတာငါကိုယ်တိုင်စုံစမ်းပြီနင်တို့ဘာသာစုံစမ်းညီစုံစမ်းတော့ငါတော့ငါမိဘတွေရှိနေရဲ့ယာခင်းနဲ့သွားမလို့သွားပြီမိဝိုင်းအဲ့လိုပြောပြီးစာအုပ်လေသူတို့နာကနေခတ်တော့ထွက်သွားတယ်ဖို့တို့မင်းကတကယ်ကြီးသွားမလို့လားငါတို့လည်းပါသွားရင်ဘယ်လိုလုပ်မှာလဲမရဘူးတော့ဘောကရွာသားတွေဒီလောက်ထိတ်လန့်နေအောင်အမှန်တိုင်းသိအောင်ဒီညလှုပ်ရှားကြတာပေါ့โอเคလေငါကတော့အစင်သင့်မယ်ဖိုးတူကရှေ့ရနေဦးဆောင်ပြီးငပင်ကတမီတလက်နဲ့ဘေးကလိုက်ပါလာခဲ့တယ်တုပ်ဘောကတော့မိဝိုင်းရဲ့နောက်မှာကပ်ပြီးမျက်လုံးကိုလက်တစ်ဖက်နဲ့ပိတ်ထားရရှိနေခဲ့တာပါသူတို့အားလုံးမော်ဝင်ကားဆိုင်ရှိရောက်လာတဲ့အချိန်မှာအမောင်နှင်းမှာတကူကလှုပ်စီဖြစ်နေရကိုတတိထားမိလိုက်တယ်ဟာဟုတ်မှာအဲ့ဒါပဲဖြစ်ရမှာအရှိကြီးလှုပ်နေပြီမိဝိုင်းကသူကင်လာတဲ့တပြက်စီကိုအသင့်ပြင်ပြီးတုံရင်းနေဟာတကယ်ကြီးပဲဟိုမှာကြည့်အောင်ခေါင်းကြီးကလည်းရှစ်ထွက်နေလို့ပဲဖိုးတူရဲ့ဖိုးတူကမျက်မှောင်ကျုပ်ပြီးတေချာကြည့်နေရကနေုံငါတမင်းနဲ့ထိုးကြည့်မယ်ငပိန်မင်းဟိုဘက်ကိုမိဝိုင်းထိုးကြည့်ငပိန်လည်းတမီးကိုအားရပါရထိုးလိုက်တဲ့အချိန်မှာမိုးထီအောင်မြင်တဲ့တရေကြီးရဲ့ဆောင်မော်ရင်ကားဆိုင်ရှိကဓာတ်တိုင်အောင်မှာအေးစစ်စစ်ထိုင်ပြီးပါဇက်ကမျက်ပြောင်ဝါနေတဲ့နွားကြီးတစ်ကောင်တွေ့လိုက်ရတယ်ဟာကြည့်ကြစမ်းမရွာတွေကပြောတယ်မိုးထီအောင်မြင်တဲ့တရေကြီးဆိုတာဘာကြီးဖို့ရဲ့နွားကြီးနေပဲဟာသူကဒီမှာလာအိတ်နေတာ哦ကြည့်လေဒီနွားကဓာတ်တိုင်အောင်မှာထိုင်းနေတော့သူ့ရဲ့ရှိတ်ကဆိုင်နေပေါ်မှာကြီးပြီးတော့ပေါ်နေတာအဲ့ဒီရဲ့ရှိတ်ကလမ်းမရောက်မှာအေယာမတရေကြီးလို့ဖြစ်နေတာပေါ့တို့ဘောလာကြည့်အောင်မင်းရဲ့တရေကြီးကလေမျက်တောင်မှပြန်သွားပြနေသေးတယ်မိဝိုင်းကကြောင်အန်းနေဟေးဟုတ်တာပဲအဲ့ဒီနွားရဲ့အရှိကနိုင်ငံပေါ်မှာဟိုးလုံးတွေလို့ဖြစ်နေတာ哦တရေလို့ထင်နေကြတာပဲတို့ဘောကတော့မျက်လုံးတစ်ဖက်ကိုဖြည်းဖြည်းချင်းဖွင့်ကြည့်ပြီးနွားကြီးဖြစ်နေရတွေ့မှတပြင်းရှိချနိုင်တော့တယ်သူတို့အားလုံးကကြောင်လန့်ကြရသမျှကိုပြန်တွေးပြီးရီမောမိကြပြီမေရွာသားတွေပုံနေကြတာကိုပြန်သတိရသွားကြတယ်ဟာဟုတ်တာပဲမေ့နေလိုက်တာရွာတွေကလူတွေကိုတရေမဟုတ်ကြောင်အကြောင်းကြားပေးအောင်ပါပဲလာတွားကြစို့အမှန်တရားကိုသိသွားပြီဖြစ်တဲ့ဖိုးထုတို့အဖွဲ့လေအိမ်ထဲမှာပုံနေကြတယ်ရွာသားတွေစိတ်ရေးသွားအောင်ရွာလန်လန်းတိုင်းအောင်ဟိပြီးတော့ရှောက်လာခဲ့ကြတယ်ဖိုးထုကရှေ့ကနေတိုင်မင်ကြိုက်ပြီးတော့ရှင်းပြနေခဲ့တာပါယိုးရွာသူရွာသားပေါင်းတို့
အိမ်မြေထွက်ခဲ့ကြပါတော့ဗျဘာသေးမှမရှိပါဘူးနွားကြီးနေပါဗျာသူကမဝင်းငါးဆိုင်ရှိမှအိတ်နေအောင်အရှိတ်ကြည့်ပြီးတော့လူတွေကကြောက်နေကြတာပါဗျဖိုးတူရဲ့အတန်ကြားလိုက်တော့ရွာသားတွေကတကားတွေကိုနည်းနည်းချင်းစီဟပြီးထွက်လာခဲ့ကြတယ်မိချမ်းနဲ့ပဲလော်တို့လည်းလူသားတွေကိုခေါင်းလေးပြူပြီးထွက်လာခဲ့တာပါတကယ်လားဖိုးတူရဲ့ငါမြင်တာကလေတကယ်ကိုထူးဆန်းတဲ့အရာကြီးပါတကယ်ပေါ့မိချမ်းငါတို့စုံမရတဲ့လောက်တော့နေကထူးဆန်းတဲ့အရာလို့ပြောလိုက်တယ်အဲ့ဒါကိုပဲလော်ကလူမမြင်ရတဲ့အရာလို့ပြောင်းလိုက်တယ်စောင်းကအချိန်မဲကြီးလို့ထက်ပြေးတယ်ဖွင့်ညွှန်ကြတော့တရေကြီးလို့အဆုံးသတ်လိုက်တာပေါ့တယောက်တစ်မျိုးပြောရင်းနဲ့သတင်းကဒီလောက်ကြီးသွားတာပဲဟုတ်တယ်သတင်းဆိုတာကလေအမီးမပါမင်းနဲ့အတောင်ပေါက်တတ်တယ်ဆိုတာအခုတော့နားလေသွားကြပြီမလားရွာသားတွေကလေတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်အော်အဲ့လိုကျုပ်တို့ပြင်ကြောက်လိုက်ရတာနွားတကောင်လေတရေတင်ပြီးထွက်ပြေးဖို့အထိပြင်းမိကြတာဟုတ်ပါကွာတေချာမစုံစမ်းခဲ့လို့ခုတော့ဟာတာကြီးလို့ဖြစ်နေပြီရွာသားတွေကလေသူတို့ကိုသူတို့အဖြစ်ပြက်ကိုပြန်တွေ့ပြီးရီမောကြတယ်ထိန်လန့်နေတဲ့အောင်မန်းရွာလေးကဖိုးတူရဲ့ရှင်းပြချက်ကြောင့်အရင်လိုပြန်လည်ပြီးတော့အသက်ဝင်လာခဲ့တော့တယ်ရွာသားတွေအားလုံးစိတ်ရည်လည်းဖြစ်သွားပြီးမုတ်ဆိုင်ရှိမှလူစုဝေးလို့ရီမောနေကြတယ်အချင်းတွေအေးဆေးသွားပြီဆိုမှတဘောတယောက်ကပစိုးကိုဆက်လဲတိုင်းလွင်ရင်မက်ကိုလက်နဲ့ပုတ်ပြီးလူကြားရဲ့ဝင်လာခဲ့တယ်တွေ့လားကျွန်တော်ပြောတာပဲအစရရလေဒါကတရေမဖြစ်နိုင်ဘူးဆိုတာအမလီတော့ဘောရဲ့နင်မနေ့ကတော့ကြောက်လုံးလို့ငါနောက်မှာကုတ်နေပြီတော့ခုတော့လေမသိရင်သူပဲတရေဖမ်းခဲ့တယ်လို့နဲ့လုံနေပြန်တာတော့ဘောကဆရာကြီးလေမိမရဲ့ကြောက်တတ်တဲ့နေရာမှာဆရာကြီးဒီစကားကြားလိုက်တော့မိဝိုင်းနဲ့ဖိုးထူးတို့လည်းခိုးရင်လိုက်ကြတယ်အောက်မှာတင်းငယ်ပိန်တော့ငါထုံးမိတော့မှာနှုတ်လိုက်စမ်းပါမင်းမယ်နာမလားငါပဲနိုင်မလားဆိုတာကြည့်ရတာပေါ့ဟဲ့သူများဆိုင်ရှိလာပြီးရှမ်းပြစ်မနေကြနဲ့နော်ဒီမှာလူကြီးတွေလည်းရှိနေအောင်တတိယအောင်တုတ်ဘောမင်းလူကြားထဲမှာမို့လေတက်တာသွားတယ်မှတ်တုတ်ဘောလေငပိတ်ကိုရှာထုတ်ပြပြီးတော့ပြောင်းနေကြတော့တယ်ကဲပါတရေကိစ္စလည်းအစီအမြေသွားပြီဆိုတော့ပြန်ကြတာပေါ့တရင်မအကြောင်းတရားလုံးဒုက္ခရောက်ခဲ့ရပေမယ့်အခုတော့အမှန်တရားကြောင့်ရွာလီကလူတွေစီကားပြီးတာယာသွားခဲ့ရတယ်